LGBT လို့ပြောလိုက်တာနဲ့ရွှေရှာမုန်းတီးနေကြတဲ့လူတွေကိုဒီစာပိုက်တွေဖတ်ပြချင်တယ်။ယောက်ျားချင်းလက်ထပ်လို့ကဘာကြီးပြက်စီသွားသလား။မိန်းမချင်းလက်ထပ်လို့ကဘာကြီးရက်တက်သွားသလား။လိန်တူလက်ထပ်လိုက်လို့ကဘာမြေကြီးကရိုင်နေမသွားဘူး။စိမ့်လန်းနဲ့ဘဲချမ်းမှလည်းလိန်တူအချစ်ချောင်း6တွင်မသွားနိုင်ဘူး။လူနှစ်ယောက်အတူအုံမင်းကြတဲ့အခါကဘာမြေကြီးကလက်ခုပ်တည်ရဲ့။ပန်းတွေပွင့်တယ်။ပြန်လည်ရင်လက်ကုံခံမသွားနိုင်သလိုကဘာကြီးရဲ့မှောင်ပေါက်လို့တော့လူအချင်းချင်းချစ်ကြတာပဲ။ခုထဲမှာပဲကွာတာပါ။ချစ်ချင်းမြတ်တာကြောင့်တွေးကြတဲ့မျက်ရည်သားရလည်းအယောင်တူတူပါပဲလူသားတက်ကိုလူသားတက်ကမြင့်မြတ်နေလို့ချစ်ခွင့်ရတာစကြပါရဲ့အလားပါဆုံးလို့ရှိမှာပါဒီအလားတရားကိုနေအင်္ဂါခွဲခြားမှုတွေနဲ့ညဉ့်ညံလို့ကိုမထိုက်တတ်ပါဘူးတဘာဝတရားပန်းတွေကိုအယောင်ဆုံးပွင့်လန်းခွင့်ပေးထားသလိုနေမီးရလည်းပန်းလေးတွေကိုအယောင်မခွဲခြားပဲအလင်းပေးပါရဲ့လူသားတွေရဲ့ချစ်ချင်းမြတ်တာကိုလည်းတက်တက်ရောင်ဆုံးချဲ့သားခွင့်ရှိပါရဲ့လူတစ်ယောက်ရဲ့လက်ချင်ချိတ်ဆက်ထားမှုဟာကဘာမြေကြီးဝင်ထုတ်ဖို့မဖြစ်စေပါဘူးကိုရိုင်းရှောက်လန်းနေတဲ့လမ်းမဟုတ်တော့တခြားသူရဲ့လမ်းထက်မှာပွင့်နေတဲ့ပန်းလေးတွေကိုအတိမတ်ပြုတ်ပေးတာဟာအမှုမြတ်ဆုံးလူသားဆက်မှုပါပဲလောကကြီးပြက်စီးတာဟာလိန်လူချင်းချင်းလို့မဟုတ်ဘူးကိုနဲ့မတူတာကိုလက်မခံနိုင်တဲ့အဲ့ဒီအမုန်းတရားတွေကြောင့်ပါ